you don't feel like being alone tonight, Joey and Chandler are coming over to help me put together my new furniture. ဒီနေ့အတွက်ကတော့အင်္ဂလိပ်ကားတွေမှာအရန်ကိုအသုံးဝင်နေအသုံးများတဲ့ phrasal verbs ၃မျိုးကိုပြပြသွားမှာဖြစ်ပါတယ် feel like ရဲ့ come over ရဲ့ put together ရဲ့ဖြစ်ပါတယ်နံပါတ်1ကတော့ feel like ပေါ့နော် feel like မှာသူက2မျိုးသုံးနေပထမတစ်ခုက feel like plus gerund ဆိုတာ verb ing ပေါ့နော်နံပါတ်2က feel like plus clause ဆိုတာက subject ရဲ့ verb ရဲ့ sentence အကြောင်းနောက်ကလိုက်တာဖြစ်ပါတယ်သူမှာအဓိပ္ပာယ်က feel like plus gerund verb ing လိုက်တဲ့ဆိုလို့ရှိရင်လှုပ်ချင်တာဖြစ်ချင်တာအဲ့ဒီလိုမျိုးလှုပ်ချင်တဲ့ဆန္ဒရှိတာပေါ့နော်ဒါမှမဟုတ် feel like plus noun နောက်ကလိုက်တဲ့ဆိုလို့ရှိရင်လေလိုချင်တာအပြင်ကိုအဲ့ဒီလိုဖြစ်နေတယ်လို့ခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့နော် example ဆိုလို့ရှိရင်I feel like going out ဆိုလို့ရှိရင်အပြင်သွားခြင်းတယ်ပေါ့နော် She doesn't feel like dancing ဆိုလို့ရှိရင်မကခြင်းဘူးပေါ့အဲ့တော့ feel like ရဲ့နောက်မှာverb ing လိုက်တာနောက်တစ်ခါကျတော့ noun လိုက်တာကျတော့ I feel like coffee ဆိုရှင် coffee ကိုလိုချင်တာပေါ့ coffee တောက်ချင်တာပေါ့နောက်တစ်ခါကျတော့ he feels like a winner ဆိုတော့ like a winner မှာဒီမှာကျတော့ winner ကိုလိုချင်တာမဟုတ်တော့ဘဲနဲ့ winner တယောက်လိုငါအနိုင်ရတဲ့သူကြီးတယောက်လိုသူခံစားနေရတယ်ပေါ့နောက်တစ်ခါ he feels like a new person ဆိုရင်လူသစ်ဖြစ်သွားတယ်လို့ခံစားရတယ်ပေါ့အဲ့လိုမျိုးတိတ်ပြပါ Ross က Rachel ကို if you don't feel like being alone tonight ဆိုတော့ဒီညတယောက်တည်းဖြစ်မနေချင်ဘူးဆိုရင်ဆိုပြီးတော့ပြောသွားပါတော့ပြီးတော့ feel like plus clause ပေါ့နော် clause ဆိုလို့ရှိရင် subject ရဲ့ verb ရဲ့နဲ့နောက်ကနေလိုက်မယ်ပေါ့နော်ဒီအဓိပ္ပာယ်ကကျတော့အဲ့ဒီလိုမျိုးခံစားရတယ်ပေါ့နော်ခုနက feel like plus noun ရဲ့အဓိပ္ပာယ်နဲ့စင်ပါတယ် I feel like I should go ဆိုလို့ရှိရင်ငါတော့တင်မီလုံးခံစားရတယ်ပေါ့နော်ဒါကြတော့ sense တွေကိုထင်မြင်ချက်တွေတန်တရားတွေအတွေးတွေကိုဒီလိုမျိုးပြောလို့ရတယ်ပေါ့နော် I feel like she's mad at me သူငါ့စိတ်ဆိုးနေလို့ငါခံစားရတယ်ပေါ့နော်အဲ့လိုမျိုးထင်ရတယ် I feel like no one is listening ငါပြောနေတာကိုသူကနားမထောင်ဘူးလို့ငါခံစားနေရတယ်အဲ့လိုမျိုးပေါ့နော်ပုံမြင်တာအောင်ဒီနေ့ကိုနှိုင်းရှင်းကြည့်လို့ရပါတယ် I feel like going home ငါအိမ်ပြန်ချင်တယ်I feel like I should go home ငါအပြင်တင်ပြီလို့ခံစားရတယ်ငါထင်နေပေါ့နော်နောက်တစ်ခုကကြတော့ come over ရဲ့အဓိပ္ပာယ်က3မျိုးရှိတယ်ဒါပေမဲ့တစ်ခုကအရင်3နဲ့လို့2ခုပဲထည့်ထားတယ်ပေါ့နော် visit someone's home ပထမဆုံးတစ်ခုကအိမ်အလေးလာတာပေါ့နော်အချိန်ခဏတာတွင်လေးလာတာ Do you want to come over for dinner tonight ဆိုရင်ဒီညစာအတွက်အိမ်လာခြင်းလားနောက်တစ်ခုကကြတော့ my friends are coming over this weekendငါတငယ်ချင်းတွေဒီပိတ်ရမှာလာလိမ့်မယ်နောက်တစ်ခုကကြတော့တစုံတစ်ယောက်ကိုတက်ရောက်တာပေါ့နော်ခံစားချက်အရာဖြစ်စေရုပ်ပိုင်းဆိုင်ရာအရာဖြစ်စေတက်ရောက်တာ a wave of sadness came over me ဆိုလို့ရှိရင်ရုပ်တရက်ငါဝမ်းနဲ့လို့ခံစားလာရတယ်ပေါ့နော်example 2ကကြတော့ she felt dizzy it just came over her all of a sudden ဆိုရုပ်တရက်မူးလာတယ်ပေါ့နော်ဒါဆိုမူးလာတဲ့ခံစားချက်ကသူ့ကိုတက်ရောက်လာတာပေါ့နော်အဲ့တော့တက်ရောက်တယ်ဆိုတော့ရုပ်တရက်ဖြစ်လာတယ်ဆိုတဲ့ခံစားချက်ပေါ့နော်နောက်တစ်ခုကတော့ put together ပေါ့နော် put together မှာအဓိပ္ပာယ်လေးမျိုးရှိတယ်နံပါတ်1က example build something by joining parts ဥပမာ Lego အယုတ်တတိလေးတွေကနေ Lego အယုတ်ကြီးဖြစ်အောင်ဆက်တာလို့ပေါ့နော်အဲ့ဒီလိုပဲစာအုပ်စင်တို့ဘာလို့ဆိုလို့ရှိရင်လေဝယ်ကားစားရလာလို့ရှိရင်တုတ်ချောင်းလေးပဲလာမှာအဲ့တုတ်ချောင်းလေးကိုကဆင်ရမှာအဲ့လိုမျိုးတက်ဆင်တာပေါ့နော် I put together the bookshelf last night ဆိုရင်စာအုပ်စင်ကိုမနေ့ညငါစီတက်လိုက်တယ်ပေါ့နံပါတ်2ကကြတော့organize ဒါမှမဟုတ်လို့ရှိရင် prepare something ပေါ့နော်လူတွေချက်လက်တွေဒါမှမဟုတ်လို့ရှိရင်ပစ္စည်းတွေပေါ့နော်တစ်ခုမဟုတ်တစ်ခုအဲ့လိုမျိုးတူညီတဲ့ຢာတွေပေါင်းပြီးတော့ဖွဲ့စည်းတာပေါ့နော် she put together a great team for the project ဆိုရင်ဒီ project အတွက်သူဒီအသင်းတစ်ခုကိုသူကိုယ်တိုင်ဖွဲ့စည်းထားတယ်ပေါ့နော်အဲ့လိုမှမဟုတ်အချက်လက်တွေဖွဲ့စည်းတာချက်လက်တွေပေါင်းစည်းတာပစ္စည်းတွေပေါင်းစည်းတာလည်းရတယ်ပေါ့နော်နံပါတ်3ကကြတော့ combine ideas or information ပေါ့နော်သူကဘာလဲဆိုတော့အချက်လက်တွေကိုတစ်ခုနဲ့ချိတ်ဆက်တာပေါ့နော် the detective put the clues together and solve the case ဆိုလို့ရှိရင်စုံတော့ပါဆိုလို့ရှိရင်သူရတဲ့ဒီအချက်လက်ဒီအားလုံးကိုစုစည်းပြီးတော့ဒီပြဿနာကိုဖြေရှင်းခဲ့တယ်ပေါ့နော်နံပါတ်4ကကြတော့ to recover oneself emotionally or mentally ပေါ့နော်ကိုပြန်ထိန်းချုပ်နိုင်အောင်ကိုပြန်တည်ငြိမ်အောင်လုပ်တာပေါ့နော်She was crying, but then she put herself together. ဆိုလို့ရှိရင်သူမပထမအစားတော့ငိုနေတာဒါပေမဲ့သူမကိုယ်တိုင်သူမပြန်ထိန်ချုံနိုင်သွားတယ်ပေါ့နောက်က sentence က Ross ပြောသွားတာအရင်မြန်ပါတယ်ဖြည်းဖြည်းချင်းနားထောင်ပြီးတော့ရအောင်လိုက်ပြောကြည့်ပါ If you don't feel like being alone tonight, Joey and Chandler are coming over to help me put together my new furniture. အားလုံးကိုကျေးဇူးတင်ပါတယ်တတပါ